မင်္ဂလာပါအခုကျမကဆရာဆရာမတို့ကို generative AI ဖြစ်တဲ့ ChatGPT ကိုဘယ်လိုသုံးမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့ generative AI မှာအများကြီးရှိတဲ့နေရာမှာကျမဒီသင်ခန်းစာမှာတော့ ChatGPT ကိုအသုံးပြုမယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်တဲ့ AI tools ကိုအသုံးပြုပြီးတော့မှစမ်းကြည့်လို့ရပါတယ်ပထမဆုံးအနေနဲ့ ChatGPT account ကိုသုံးမယ်ဆိုလို့ရှိရင်တော့သုံးလို့ကောင်းတာကတော့ account ကိုကျမတို့ email account တစ်ခုဖြစ်တဲ့ Gmail ပေါ့နော် Gmail ကတော့များတာဖြစ်သုံးလို့ပါ email account တစ်ခုခုနဲ့ချိတ်ဆက်ပြီးတော့မှ account အရင်ဖွင့်ရပါမယ်ဖွင့်ပြီးသွားတာနဲ့ကျမတို့ဒီ ChatGPT ကိုစပြီးသုံးလို့ရပါပြီဖွင့်တဲ့အခါကျရင် username password ကတော့ဒီ account တွေကိုပြန်ဝင်မဲ့ username password ဖြစ်ပါတယ် email က username password မဟုတ်ပါဘူးเนาะကျမဒီမှာတော့ account ဖွင့်ပြီးသားဖြစ်တဲ့အတွက်ဝင်ပြီးသားတဲ့ stage ကိုကျမပြန်မှာဖြစ်ပါတယ်အဲ့တော့ကျွန်မဖုန်းထဲမှာလည်းဒီ app တွေကို download လုပ်ဆက်မှာတော့ login ဝင်တဲ့အခါကျရင်အရင်ဦးဆုံးဒီမှာ continue with Google ဆိုတော့ပို့ပြီးတော့မြန်တာပေါ့နော်မဟုတ်ဘူးဆိုရင်တော့ဒီမှာ sign up ဆိုတဲ့ button လေးရှိပါတယ် sign up ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ email ကိုထည့်ပြီးတော့ sign up လုပ်လို့ရတယ်လို့ continue with Google ဆိုပြီးတော့လည်းကိုယ့်ရဲ့ပြီးသားဖြစ်ပါတယ်ကျမက ChatGPT အထဲထဲကိုဝင်လိုက်ပါပြီပထမဆုံးအနေနဲ့ကျမကသူ့ကိုအကြောင်းအရာတစ်ခုကိုမေးမယ်ဆိုပါစို့အဲ့တော့ရှောက်ချက်မတို့ကဒီအကြောင်းအရာတစ်ခုကိုသင်ပေးနေတဲ့ကိုသင်ပေးမဲ့ topic အကြောင်းအရာကိုကျမတို့မေးမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျမကသူ့ကိုမေးမယ် business management နဲ့ပတ်သက်တာကိုကျမသင်နေပြီဆိုပါစို့ဒါဆိုရင်သူ့ကိုကျမက please explain me about business management in Burmese အဲ့တော့ကျမကသူ့ကိုမြန်မာလိုမျိုးရှင်းပြလိုက်ခိုင်းပါတယ်ပေါ့နော် business management ဆိုတာဘာလဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ကျမတို့က business management ဆိုတာစီးပွားရေးစီမံခန့်ခွဲမှုဆိုတာတွေကိုသူကပြောတယ်အဲ့တော့ planning organizing ဆိုတဲ့သူ့အဖြေပေါ့နော်ကျမတို့ကိုပြန်ဖြေပေးပါတယ်ကျမကမြန်မာလိုဖြေခိုင်းလို့သူကမြန်မာလိုပြန်ဖြေရဘူးเนาะအဲ့ဒါလေးကိုကျွန်တော်တခုသတိထားရမယ်ပေါ့နော်အဲ့တော့ကိုကမြန်မာလိုမေးလဲရပါတယ်မြန်မာလို question မှာရိုက်ခတဲ့မြန်မာလိုမေးပေါ့နော်ဒီမှာတော့ကျွန်မအင်္ဂလိပ်လိုပဲ type လုပ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်မကိုဖြေပေးတယ်ဒါပေမဲ့သူဖြေတဲ့အဖြေအရန်ကို general ပြန်ကြနေရပေါ့နော်အဲ့တော့ကျွန်မကနောက်တစ်မျိုးကျွန်မတို့မေးချင်ပါတယ် please explain me which three example ကျွန်တော်တို့ ChatGPT ကိုတစ်ခုထပ်ပြီးတော့ဒီမေးရမှာပေါ့နော်ကိုယ့်ရဲ့ဒီ example နဲ့ပေါ့နော်သူ့ကိုကျမတို့ကမေးဖို့မေးနည်းတွေအများကြီးရှိပါတယ်အဲ့ဒီမေးဖို့မေးနည်းမှာကျမတို့ဒီမှာဆိုလို့ရှိရင်လည်း example နဲ့ကိုယ်ပြောပြပြပါနော်ဒီမှာသူကကိုရီးယားစာလေးပါနေเนาะအဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့ဒီမှာဆိုရင်ကျမက management ရာကိုကသူ့အကြောင်းအရာတခုရှင်းပြခိုင်းလိုက်တယ်ဒါပေမဲ့သိနားမလဲသေးဘူးဆိုရင်သူ့ကိုဒီအကြောင်းအရာကိုဒါထပ်ရှင်းပြပါငါဥပမာနဲ့ပြောပြပါဆိုပြီးတော့မေးခိုင်းတာဖြစ်ပါတယ်ဒီမှာ example ဆိုရင်တော့ကျမတို့ကသင်တန်းပေါ့ training center management cafe တခုကိုmanage လုပ်မယ်ဆိုရင်ဒါမှမဟုတ်ရှင်ဒီ IT support တွေကို management လုပ်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဥပမာဒါပြောပြပေးရပေါ့နော်အဲ့မှာကျမတို့ကဟုတ်ပြီဒီအကြောင်းအရာကိုကသိနားမလဲသေးဘူးဒီထက်ပိုပြီးမေးချင်တည်းရဆိုရင်ကျမတို့ဘယ်လိုမေးလို့ရလဲဆို please မှာပေါ့နော် please treat me as a beginner level about this topic and explain me again in Burmese အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုက level လိုက်လေသူ့ကိုမေးလို့ရပါတယ်ငါ့ကို beginner level ပေါ့နော် beginner level လို့ပြောလို့ရတယ်လို့မျိုး state ကြောင်းအသက်10နှစ်အရွယ်ကိုရှင်းပြတယ်လို့ရှင်းပြပါလို့နော်ငါ့ကိုငါ technical မဟုတ်တဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင် business သမားတယောက်မဟုတ်တဲ့သူကိုရှင်းပြတဲ့ပုံနဲ့ရှင်းပြဒါမှမဟုတ်ကိုကသူရှင်းပြတာလေးကနည်းနည်းလေးနေနေရဆိုလဲကိုကငါကတော့ဒီ background ဒီ education background ရှိရဲဒါကြောင့်မလို့အဲ့ဒီ education ပေါ့နော်နောက်ခံနေရှိတာဖြစ်တဲ့အတွက်နင်ဒီအကြောင်းအရာကိုငါ့ကိုအသေးစိတ်ဒီနည်းနည်းမြင့်ပေါ့နော်professional ဆက်ဆက်ပြန်ရှင်းပါတော့အဲ့လိုမျိုးလေးလည်းကျမတို့ပြောခိုင်းလို့ရပါတယ်ဒီမှာတော့ကျမကဒီ beginner level အနေနဲ့ငါ့ကိုထပ်ရှင်းပါလို့ကျမကပြောလိုက်ပါတယ်ဒါဆိုတော့သူကဟုတ်ကဲ့ပါအခြေခံအဆင့် beginner အနေနဲ့ကျမကိုဒီလိုမျိုးကျမတို့ကိုပြန်ရှင်းပြပါတယ်အဲ့တော့အခုကျမလုပ်ပြသွားတဲ့ဟာတွေကတော့ကျမတို့မေးပုံမီနီလေးတွေအများကြီးကိုကျမပြောပြပေးလိုက်တာဖြစ်ပါတယ်ကျမတို့ပုံမှန်ဆိုရင်သူကဒီလိုမေးတယ်ပေါ့နော်ကျမတို့အခု
မေးခိုင်းလိုက်တယ်ပေါ့နော်တခုခုကိုကျမတို့ကပြောလိုက်တယ်ဆိုရင်ပြောတဲ့အချက်လက်လေးတွေကအရင်အသုံးဝင်ပါတယ်အဲ့တော့ကျမတို့ကအကြောင်းအရာတစ်ခုခိုင်းမယ်ဆိုရင်ငါ့ကိုလိုရင်းတူရှင်ပြောပါဒါမှမဟုတ်ရှင်ငါ့ကိုအချက်၃ချက်နဲ့ပြောပါကိုကသူ့ကိုဘောင်ချမှတ်ပေးရပါတယ်ဒီလိုဘောင်မချမှတ်ပေးရင် तू ကအကြောင်းအရာတွေအများကြီးရှိဥပမာ management ဆိုတာပြောလို့တော့မကုန်ဘူးပေါ့နော်အဲ့တော့ဒီစီမံခန့်ခွဲမှုနည်းပညာပြောလို့တော့မကုန်ဘူးအဲ့မှာမှကိုကဘာနဲ့ပတ်သက်တာလဲအကြောင်းတစ်ခုကို manage လုပ်ချင်တာလားစီးပွားရေးတစ်ခုကို manage လုပ်ချင်တာလားခုနလိုစားတောက်ဆိုင်တစ်ခုကို manage လုပ်ချင်လာလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ကိုနင်ကတော့ဒီအကြောင်းအရာကိုငါ့ကိုရှင်းပြမှာဖြစ်ပါတယ်ဆိုပြီးကိုကသူ့ကိုမေးလို့ရပါတယ်အဲ့လိုမျိုးမေးတာကိုလည်းကျမတို့က prompt engineering လို့ခေါ်ပါတယ်ဆရာဆရာမတို့ဒါဆိုရင်တော့ဒါအခြေခံမီးနီကိုကျမကပြပြပြလိုက်တာဖြစ်ပါတယ်အဲ့တော့ကျမတို့နောက်တစ်ခုသွားရအောင်နောက်တစ်ခုတော့ကျမတို့က planning နေလုပ်မှာဖြစ်ပါတယ်ကျမတို့ AI နည်းပညာကိုသုံးပြီးတော့မှကိုနဲ့ lesson planning နေလုပ်မယ်ဆိုပါစို့เนาะဒါဆိုရင်ကျမကအခုကျမမနေ့ပြန်ကြရင်ဒီအကြောင်းအရာကိုကျမကစသင်ရမယ်ပေါ့နော်အဲ့တော့ကျမသင်ရမယ့်အကြောင်းအရာကိုကျမက AI နဲ့ဒီ lesson planning ဆွဲမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမကI want to create a lesson plan to teach age 16 to 18ပေါ့နော်ကျမအသက်ပေးလိုက်မယ်ပြီးလို့ရှိရင် high school level ပေါ့နော် high school level ကိုကျမကtopic is about AI ပေါ့နော်အဲ့တော့ကျမ AI အကြောင်းအရာကိုဒီ high school level ကိုကျမကပြောပြမယ် duration is about 2 hours အဲ့တော့ကျမငါကသူတို့ကို2နာရီလောက်သွားပြီးတော့ပြောမှာဖြစ်တယ်ပေါ့နော်they do not have any knowledge about AI yet ပေါ့နော်အဲ့တော့ကျမ information background ပေါ့နော်ဒါတွေအကုန်လုံးပြောပါမယ်အဲ့တော့ on site event ပေါ့နော်အဲ့တော့ကိုကြိုက်တာကိုအများကြီးထည့်ရေးလို့ရတယ်ဆရာချက်မလို့စတင်မယ်ဆိုရင်ဒီ course ကတော့3လကြာပါမယ်ဒီ3လမှာတစ်ပတ်ကို1ရက်တစ်ပတ်ကို2ရက်ပေါ့နော်တစ်ပတ်ကိုဘယ်နှစ်နာရီ online ကသင်ပါမယ် on site ကသင်ပါမယ်လာတက်မဲ့သူတွေကတော့အသက်15နှစ်တွေပါเนาะ3နှစ်5နှစ်တွေပါကိုကြိုက်တဲ့အသက်အရွယ်သူ့ကိုပေါ့နော် information ကျမတို့ကအချက်အလက်တွေကိုပြည့်ပြည့်စုံစုံပေးရမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုကျမတို့ challenge တွေထည့်လို့ရတယ်အခုကျမတို့နိုင်ငံမှာဆိုရင်ဒါ internet အခက်ခဲ challenge တွေရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်เนาะဒီစာသင်နဲ့လာတက်တဲ့သူတွေက internet အခက်ခဲရှိတယ်ဒါကြောင့်မလို့စဉ်းစားတဲ့အခါကျရင်ကျမတို့ဘယ်လိုမျိုးလေးထည့်သွင်းစဉ်းစားတင်လဲသူ့ကိုကျမတို့အကုန်လုံးပြောပြမယ်ပေါ့နော်အဲ့တော့ကျမကသူ့ကို lesson planning ဆွဲခိုင်းလိုက်ပါတယ်ဒါဆိုရင်เนาะကျမတို့က here is a simple friendly ပေါ့နော်အဲ့တော့ကျမဒီမှာမြန်မာလိုမရေးခိုင်းလိုက်လို့သူကမြန်မာလိုမရေးပေးဘူးเนาะကျမတို့မြန်မာလိုပြန်ရေးခိုင်းလို့ရပါတယ်ဒါပေမဲ့အခုဒီမှာဆိုရင်ပေါ့နော်သူကဒီစပြီးတော့မှာပေါ့နော် okay warm up introduction စအောင်ဆုံးဘယ်လိုလေးစတဲ့နဲ့ပြီးရင်တော့ဘယ်လိုလေး AI ဆိုတာဘာလဲဆိုတာပထမဆုံး15မိနစ်လောက်ရှင်းပြပေးတဲ့နဲ့ရှင်းပြပြီးသွားရင်တော့ဒီမှာ how AI work ဆိုတဲ့ဟာကို concept အနေနဲ့ရှင်းပြမယ်ဒီမှာဆိုလဲသူက activity ဆိုလဲ example ပေါ့နော်ဘယ်လို activity လေးတွေကိုဥပမာနဲ့ဒီအကြောင်းသားတွေကို question မေးပါပေါ့မေးခွန်းလေးတွေမေးပြီးတော့ပြောပါ break time ချမှတ်တယ်ပြီးလို့ရှိရင်တော့ဒီမှာ hands on activity group work မှာသူကဒီမှာ option လေးနေအောင်ရေးပေးထားရပေါ့နော်ဒီနည်းပညာ devices စက်ပစ္စည်းလိုတာနဲ့စက်ပစ္စည်းမလိုတာနဲ့ကိုလည်းသူကပြောထားပါတယ်ဒါဆိုလို့ရှိရင်တော့ဒါကသူ့ကိုlesson planning လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီ lesson ကိုကအပြင်မှာသင်တန်းအနေနဲ့ဖွင့်မယ်ဆိုရင်ပေါ့နော်ထားပါတော့ဒီအတွက်ကြာရောက်မယ်ပေါ့ budget ကိုတွက်ပေးပါဆိုပြီးတော့မှသူကိုပြောလိုက်ပါမယ် table နဲ့ထွက်လာအောင်ရေးပေးပါပေါ့နော်ဒါဆိုရင်တော့သူကကိုဒီမှာ AI သင်တန်း2နာရီ budget အကြောင်းအရာဆိုပြီးတော့တွက်ပေးပါတယ်ဒီမှာတော့ပေါ့နော်ကျွန်မကဒီ budget ကိုအတိအကျမရေးလိုက်ဘူးတကယ်လို့3သိန်းဆိုလဲ3သိန်းကျွန်မရေးပေးရဆိုတော့အဲ့ဒီ budget ထဲကိုဝင်အောင်တွက်ဆွဲပေးပါပေါ့နော်အဲ့တော့ကိုပေးလိုက်တဲ့အစာပေါ်မှာမူတည်ပါဒီမှာတော့ကျွန်မကဘာမှမရေးပေးလိုက်ပဲနဲ့သူ့ကိုပေါ့နော်budget ပဲဆွဲပေးပါဘယ်လောက်ကြာမလဲဆိုတာမျိုးပြောရဲပေါ့နော်ဒီမှာဆိုရင်တော့စုစုပေါင်း budget 3,300,9,000ကျပါတယ်ဆိုပြီးတော့ထွက်လာပါပြီအဲ့တော့သူကကို lesson plan နဲ့ဆွဲပေးရဲဒီအတွက် budget တွေလည်းရေးပေးရဲဆိုတော့ဒါတွေအကုန်လုံးကိုငါက automatic ပေါ့နော်အကုန်ယူပြီးတော့ဒီတိုင်းတောက်ရမှာလားဆိုတော့မဟုတ်ပါဘူးနော်ကိုအတွက်ဒီထွက်လာတဲ့ data တွေကိုကိုက brainstorm လုပ်ရမယ်ဒါကြောင့်မို့လို့ဒီပေါ့နော် full proposal ပေါ့အခုထိပေါ့နော်စဉ်းစားတွေးခေါ်ထားတဲ့ဟာတွေကို full proposal အနေနဲ့ရေးပေးပါလို့သူ့ကိုထပ်ပြီးတော့မှကိုကရေးခိုင်းလိုက်ပါပြီဒါဆိုရင်တော့သူကဒီ program ကိုပေါ့နော် contact နေနဲ့ background တွေဘာတွေပါတယ် description တွေပါတယ်ပြီးတော့မှ budget တွေလည်းပါတယ် full outline ကိုသူကထွက်ပြီးတော့ကိုရေးပေးတယ်ပေါ့နော်
ဒီမှာဆိုရင်လေသူကဒီ planning မှာပေါ့နော်အကုန် detail ပေါ့ teaching method ပေါ့ဒီမှာဆရာမတို့ကကိုကမကြိုက်ဘူးမကြိုက်သေးဘူးကိုလိုချင်တဲ့ guideline ရှိရဆိုလဲသူ့ကိုထပ်ပြင်ခိုင်းလို့ရပါတယ်ပေါ့နော်ဒီမှာတော့ကျွန်မက budget estimate expected outcome data တွေအကုန်လုံးကို proposal တစ်ခုအနေနဲ့အဆင့်သစ်လုပ်လို့ရအောင်လို့ပြောပြလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလိုထွက်လာပြီဆိုလို့ရှိရင်ကျွန်မနောက်တစ်ဆင့်အနေနဲ့ဒီ proposal ကိုကျွန်မကသူ့ကို file တစ်ခုအနေနဲ့တစ်ခါတည်းထုတ်ခိုင်းလို့ရပါတယ် Word file နဲ့ထုတ်မလား PDF နဲ့ထုတ်မလား Excel နဲ့ထုတ်မလားဒါမှမဟုတ်ကျွန်မပုံနဲ့ထုတ်မလားပေါ့နော်အမျိုးမျိုးကျွန်မထုတ်ခိုင်းလို့ရပါတယ်ဒီမှာတော့ကျွန်မကတော့ဒီ Word file နဲ့သူ့ကိုထုတ်ခိုင်းလိုက်ပါတယ်ဒါဆိုရင်တော့သူက Word file ကိုကျွန်မကိုထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ChatGPT ကဒါတကယ်ကိုအားတာတဲ့ချက်လေးပေါ့နော် file တစ်ခါတည်းထုတ်ပေးတာပါအခုလိုမျိုး file ထွက်လာပြီဆိုတာနဲ့ဒီမှာတော့ကျွန်မက Word file နဲ့ဒီ .doc ထွက်လာတယ်ပေါ့နော်ဒါလေးကိုကျွန်မ double click နှိပ်ပြီးတော့ကျွန်မရဲ့ဖုန်းထဲမှာ laptop ထဲမှာသူကသွားပြီးတော့ save လို့ရပါပြီအဲ့တော့ဒါဟာအရန်ကိုပေါ့နော်ဆရာမတို့အတွက်ကိုကလမ်းသွားနေနေတာမှာပေါ့နော်ဒီလိုမျိုး ChatGPT ကိုမေးပြီးတော့မှ profile ထုတ်လို့ရတာကိုပြပြပေးရဖြစ်ပါတယ်ဒီ file ကို double click နှိပ်လိုက်တာနဲ့အခုလိုမျိုးအစင်သစ်ရေးထားတဲ့ဟာတွေထွက်လာပြီပေါ့နော်ဒါဆိုရင်ဆရာမတို့အခုလိုမျိုး planning တွေလုပ်တဲ့အခါကျရင်အချိန် 3-4 နာရီကြာမယ့်ဟာမှာဒီမှာဒါကိုကမေးနိုင်တယ်ဆိုရင်15မိနစ်လောက်နဲ့ပြီးအောင်လုပ်လို့ရတယ်ဆိုတာကိုပြောပြပေးတာပါရှင်ဒါဆရာမတို့အတွက်အချိန်လေးအများကြီးကိုပေါ့နော် save လုပ်နိုင်ပြီးတော့ productivity ကိုလည်းအများကြီးမြင့်နိုင်မှာနော်ကျမတို့ဒါကတော့ professionally ပေါ့နော်ဒီ report တွေလုပ်တာ data တွေရှာတာ thesis တွေလုပ်တာ assignment တွေလုပ်တာပေါ့နော်ဆရာမတွေဆိုရင်ဒါ lesson planning မှာအသေးစိတ်သွားခြင်းနဲ့ detail သွားခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကိုရွေးထားလို့ရပါတယ်ဒါကိုရွေးထားတာကဘာကောင်းလဲဆိုတော့သူကဒီ reliable ဖြစ်တဲ့ source တွေကိုပဲကျမတို့ယူရဲပေါ့နော်ကျမအရှိဒီ introduction တုန်းကပြောခဲ့ဘူးလို့ပေါ့ AI ကကျမတို့ individual တူတယောက်က internet ပေါ်မှာရေးတာတွေကိုလည်းသူက consider လုပ်ပါတယ်အဲ့တော့ကျမတို့ဒီ research ဆိုတာယူထားရဆိုလို့ရှိရင်တော့ကျမတို့တကယ်ကို survey ကောက်ထားတဲ့အချက်လက်တွေဒီကျောင်းတွေကနေပြီးတော့ထုတ်ပြန်ထားတဲ့သတင်းတွေကထုတ်ပြန်ထားတဲ့အချက်လက်တွေကိုယူတာဖြစ်တဲ့အတွက်ကိုကပေါ့နော်ဒီ academic မှာရော professional မှာသုံးမယ်ဆိုရင်ပိုကောင်းတယ်လို့ယူဆလို့ရပါတယ်เนาะအဲ့တော့ဒါကတော့ဒီ research ပါနောက်တစ်ခုကကျမတို့ဒါ web search ဆိုတာက website ပေါ်ကနေသွားရှာတာမျိုးလေးပြောပြချင်ပါတယ် study and learn ဆိုတဲ့ topic လေးကိုယူတဲ့အခါကျရင်သူ့ကိုကိုကသူ့ကိုမေးလိုက်တဲ့အခါကျရင်ပေါ့နော် तू ကချက်ချင်းမဖြေဘဲနဲ့အချက်အလက်တွေနဲ့ဒီသူကကိုပေါ့နော်ရှင်းပြပေးရပေါ့နော်ကိုကဒီ topic လေးငါ့ကိုသင်ပေးပါသူ့ကိုကိုကစတင်ခိုင်းလို့ရတယ်ကျမတို့ဆရာမတွေဆိုတာလည်းအမြဲတမ်း topic အကြောင်းအရာတွေကိုအသစ်လေ့လာရတာပဲလေနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့ကထားပါတော့ကျမကအင်္ဂလိပ်စာလေ့လာနေတဲ့ဆရာမတယောက်ဆိုရင်ငါ့ကိုအင်္ဂလိပ်စာ written test ကိုငါ့ကိုဒီဘယ်လိုမျိုး improve လုပ်ရမလဲငါ့ကိုသင်ပေးပါလို့ပြောရင်သူကနှစ်ခုပေါ့နော်အဲ့ဒါလေးကိုဆရာမတော်မရွေးခဲ့ဘူးဆိုရင် original ကကြတော့ဒီမှာပေါ့နော် study ကိုကျွန်မယူလို့ရှိရင်what is IELTS ပေါ့နော်listening IELTS ပဲရေးလိုက်မယ်နော်အဲ့တော့ IELTS ဆိုတာဘာလဲဆိုပြီးကျွန်မကသူမေးလိုက်မယ်အဲ့ဒါဆိုရင်တော့ကျမတို့ကိုချက်ချင်းမဖြေပေးပါဘူးအဲ့တော့ပုံမှန်ဆိုရင်တော့ဒါကိုမရွေးထားရင်တော့ကျမတို့ကို IELTS ဆိုတာဘာလဲဆိုတာချက်ချင်းဖြေပေးမယ်ခုလိုမျိုး study and learn ဆိုရင်တော့သူကကိုသင်ပေးမှာဖြစ်တဲ့အတွက်သူကကိုပြန်ပြီးတော့မှ question လေးတွေပြန်ထုတ်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျမတို့ IELTS ဆိုတာဘာလဲပြောပြရဲအဲ့တော့ဒီမှာပြန်ရှင်းပြရမလားပေါ့နော်ဒါဆိုလို့ရှိရင် I want to learn IELTS writing အဲ့တော့ဆိုသူကဟုတ်ပါပြီတဲ့ဒီ IELTS writing test ကိုသင်ကျင်တယ်ဆိုရင်တော့ step by step သူကသင်ပေးပါမယ်အဲ့တော့ဒီမှာပထမအဦးဆုံးသူကကိုစပြီးတော့မှ question လေးတွေမေးပြီးတော့မှစပြီးတော့သင်ပေးပါပြီအဲ့တော့ဒီမှာသူကplan လေးချပေးရမလားပေါ့နော်အဲ့တော့ကျမတို့ study and learn ယူရတာနဲ့ယူရတာနဲ့ query ဆိုတော့ကျမကပြပြချင်တာပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျမတို့နောက်ထပ်ဒီ create image ဆိုတာလေးကိုကျမကတွားချင်ပါတယ်အဲ့တော့ can you draw an image to explain what is AI အဲ့တော့ဒီမှာဆိုရင်ကျမက AI ကိုရှင်းပြဖို့အတွက်ငါ့ကိုဓာတ်ပုံဆွဲပေးပါဆိုပြီးတော့ကျမကသူ့မိလိုက်ပါပြီเนาะဒါဆိုရင်ကျမတို့ခဏဟု
ဟုတ်ကဲ့ပါအခုတော့ပုံလေးထွက်လာပြီဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့ဒီမှာဆိုရင် artificial intelligence ကိုထွက်လာတဲ့ပုံလေးကို download လုပ်ပြီးတော့မှသုံးလို့ရပါပြီဒီလိုပုံစံမျိုးပါပဲဆရာကျမတို့ကိုက bio သင်ကျင်တာလားကိုသင်ကျင်တဲ့အကြောင်းအရာကိုကျမတို့ကအဲ့ဒါသူ့ကိုပေါ့เนาะထုတ်ခိုင်းလို့ရပါတယ်ပေါ့เนาะကဲပါဒါဆိုကျမနောက်တစ်ခုပြဆိုတော့ဒီဘက်ဘေးမှာ new project ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုဆရာကျမတို့နှိပ်လိုက်ပါဒီမှာဆိုရင်ကျမတို့ new project ကိုဘာလို့သုံးရတာလဲအဲ့တော့ဆရာမတို့ကကိုကစာတင်တဲ့သူတယောက်ဒါပေမဲ့ဆရာမတို့တင်တဲ့ topic တွေအများကြီးဖြစ်နိုင်ပါတယ်အင်္ဂလိပ်စာလည်းတင်တယ်သင်ချာလည်းတင်တယ်ထားပါစို့ဒါဆိုလို့ရှိရင်ဆရာမတို့ဒီမှာကိုတင်တဲ့ topic ကိုဒီမှာဆိုရင်ကိုက mathematics တင်နေဆိုရင် math ဆိုပြီးတော့ထားလို့ရပါတယ်ဒါပြီးလို့ရှိရင်ကိုတင်တဲ့ topic အတိုင်းကျမတို့ create project ဆိုပြီးတော့ကျမတို့နှိပ်လို့ရပါတယ်အဲ့တော့သူကဘာကွာမလဲကျမတို့ကြည့်အောင်ပေါ့နော်အခုကျမကဒီလိုနှိပ်လိုက်ပြီဆိုရင်ဒီ mathematics အောက်ကအရာအားလုံးကိုသူကအမြဲတမ်းထည့်ပြီးတော့မှတ်မိနေမှာဖြစ်ပါတယ်အဲ့တော့ဒီဒါဆိုရင်ဆရာမအပြင်မှာမေးတာနဲ့ဒီထဲမှာမေးတာနဲ့ဘာကွာလဲပြောကြရအောင်ပေါ့နော်ဒါဆိုရင်ဆရာမတို့ကျမဆိုရင်ဒီမှာပေါ့နော်အလုံးနဲ့ပတ်သက်တာ investment နဲ့ project ပတ်သက်တာကျမ folder စောက်ထားရဆိုရင်ကျမအလုံးမှာတော့ဒါမခွဲထားလို့ပေါ့နော်ထားပါတော့ finance နဲ့ပတ်သက်တာဒီငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍကိုပဲကျမမေးချင်နေဆိုရင်ကျမကအဲ့ဒီငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍ folder တွေကိုအရင်သွားပါသွားပြီးမှကျမမေးပါမယ်ဒီမှာတော့ဆရာမတို့ပြောပြပေးစင်တာကဓာတ်ပုံတင်တာပေါ့နော်အဲ့တော့ကျမကဓာတ်ပုံတစ်ပုံကိုတင်လိုက်ပါမယ်ပုံကိုတင်လိုက်ပြီးဒီဓာတ်ပုံအကြောင်းကိုရှင်းပြပါလို့ကျမရေးလိုက်ပါမယ်နော်အဲ့တော့ဒီဓာတ်ပုံမှာဒီလိုမျိုးတွေရှာမှာသုံးလို့ရပါတယ်ကိုကဒီအကြောင်းအရာကိုမသိဘူးဒီဓာတ်ပုံကိုကျမတို့တင်လိုက်ပြီးတော့မှဒီဓာတ်ပုံကရွေချက်ကတော့ဘာလဲဘာကိုပြောရလဲဆိုတာမျိုးကိုဒီမှာပြောပြပေးထားတာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ကိုကဓာတ်ပုံကိုမေးနေပေါ့နော်ဒီလိုမေးလို့ရသလို can youနောက်တစ်ခုကတော့ကျမတို့ကဓာတ်ပုံကိုပြောင်းခိုင်းမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျမပုံလေးတစ်ပုံကို upload လုပ်လိုက်ပြီးအဲ့လိုလုပ်လိုက်ပြီးတော့ can you change the background into high school in Myanmar ပေါ့နော်အဲ့တော့ကျမကအခုဓာတ်ပုံရဲ့ background ကိုမြန်မာနိုင်ငံက high school design လေးပြောင်းပေးပါလို့ကျမပြောလိုက်ပါမယ်နော်အဲ့တော့ဒီမှာကျမတို့စောင့်ကြည့်ကြရအောင်အခုထလာပါပြီအဲ့တော့ဒီမှာသူကဒီကျောင်း background လေးကိုပြောင်းပေးလိုက်တယ်ပေါ့နော်အရန်ကြီးတော့ဒီ logo လေးတွေပြတ်နေတာဒါလေးတွေတော့တွေ့ရတာပေါ့နော်အဲ့တော့အရန်ကြီးမတည်တတ်တာမျိုးတော့တွေ့ရနိုင်ပါတယ်ဒါပေမဲ့အခုနကဓာတ်ပုံလေးကိုတင်ပြီးတော့မှပြောင်းလိုက်တော့ရတဲ့စာကိုပြောပြပေးချင်တာပဲဖြစ်ပါတယ်ဒီပုံလေးကိုဆရာမတို့ဒီ button လေးကိုနှိပ်ဒီမှာပေါ့နော် save button လေးရှိပါတယ်ဒီမှာ save button လေးနဲ့ဖုန်းထဲကိုထည့် laptop ထဲကိုထည့်ပြီးတော့ဆရာမတို့သုံးကြည့်လို့ရပါပြီနော်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျမတို့အခုပြောသွားတဲ့အကြောင်းအရာတွေအကုန်လုံးမှာ wrap up အနေနဲ့ဒီအချင်းချုပ်အနေနဲ့ပြန်ပြီးတော့ပြောပြရမယ်ဆိုရင်ပထမအဆုံးဆရာမတို့အကြောင်းအရာကိုဘယ်လိုမျိုးမေးရမလဲဆိုတာလေးတွေကိုပြောပြပေးပါတယ်ရိုးမေးတာပြီးရင် example နဲ့မေးတာပြီးတော့ကျတို့ကိုယ့်ရဲ့ level နဲ့ပေါ့နော် beginner လားပါလားဒီပုံစံမျိုးမေးတာတွေbeginner လား advanced လားပုံစံမျိုးတွေမိတာတွေပါပါတယ်နောက်တစ်ခုကသူ့ကို lesson planning တွေရေးဆွဲခိုင်းတာ budget တွေတွက်ခိုင်းတာအဲ့ file တွေကိုမှကျမတို့ word file ထုတ်မလား Excel PDF slide ပေါ့နော်အမျိုးစုံဒီလိုမျိုးထုတ်ပြီးတော့မှတခါတည်းအစင်သစ်ကို edit လုပ်ပြီးသုံးလို့ရအောင်လို့လည်းကျမကပြပြပေးသွားပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဒီဓာတ်ပုံကိုသူ့ကိုgenerate လုပ်ခိုင်းတာပါเนาะကိုကစာတစ်ခုခုရှင်းပြခြင်းနဲ့အဲ့ဒီဟာကိုဘယ်လိုလုပ်ရမလဲဆိုပြီးပုံထုတ်ခိုင်းတာတွေပါတယ်ပြီးတော့ကိုပုံကို upload လုပ်ပြီးသူ့ကိုရှင်းပြခိုင်းတာပါတယ်အခုဆိုလို့ရှိရင်ပုံတွေကိုပြောင်းခိုင်းတာတွေပါပါတယ်ဒါတွေကလည်းကျမတို့တင်ကြားရေးမှာအရင်အသုံးဝင်တဲ့အချက်လေးတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ custom GTP custom လုပ်လို့ရတယ်ပေါ့နော် AI ကို custom ကိုအတွက်ပဲပေါ့နော်သုံးလို့ရအောင်လုပ်တာတွေကတော့ project မှာဘယ်လိုမျိုး create လုပ်မလဲ project create ဘယ်လိုလုပ်မလဲ personalization setting နဲ့ personalization သွားပြီးတော့ကိုယ့်ရဲ့အကြောင်းအရာကိုဘယ်လိုမျိုးပြောမလဲ memory ထဲမှာဘယ်လိုရေးမလဲဆိုတာလေးတွေကိုလည်းပြောပြပေးလိုက်ပါတယ်ဒါကတော့ကျမတို့ generative AI ကိုတည်တည်ချာချာအထက်ထဲဝင်ပေါ့နော်အသေးစိတ်သင်ကြားရေးမှာသုံးလို့ရတဲ့ပညာရေးလောကမှာပေါ့နော်ကိုယ့်ရဲ့ personal မှာဖြစ်ဖြစ် professional မှာဖြစ်ဖြစ်အများကြီးသုံးလို့ရအောင်လို့ပြောပြပေးလိုက်တာပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာမတို့သိကျင်တာရှင်လည်းကျမတို့ဘက်ကထပ်ပြီးတော့ဖြေချပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်